ကဲခြေတို့ဥပမာပေါ့နော်ခြေတို့ပစ္စည်းဝယ်တာက net amount tax အခွန်ဆောင်တာက20 gross amount ဆိုတာစုစုပေါင်းပေးရမယ်ပတ်စံက120ပုံစံမျိုးအဲ့လိုမျိုး structure လေးပထမအောင်ဆုံးတည်ဆောက်မယ်ဥပမာတဲ့သူကခြေတို့ရဲ့ net amount က280ဖြစ်ခဲ့မယ်ဆိုရင် tax ကဘယ်လောက်လဲ gross ကဘယ်လောက်လဲလို့မေးလာတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ခြေတို့ကမှတ်ထားမှာက structure လေးဒီလိုပြန်ဆောက်100/20 equal to 120ပြီးရင်ဒါလေးလုံးဝသိထားပြီတူရာနဲ့စာလိုချင်တာနဲ့မြောက်မယ်ဟုတ်ပြီလား280မှတ်လား280တူရာနဲ့စာဆိုတော့အစာ100အမြောက်လိုချင်တာက20တော့ညတစ်လုံးဟောဖြစ်သွားလို့ရှိရင်ဒီတိုင်းလေးဒါလေးနဲ့ပြန်လျှော့လို့ရရနော် okay equal ပဲနှိပ်သိလားဘယ်လောက် equal အဲ့တော့ခြေတို့ရဲ့20နေရာသည်56ဖြစ်သွားပြီ120နေရာကိုလိုချင်တယ်ဆိုကလေးတွေဘာမှဒီ calculator ကြီးမှာဘာမှပြင်စရာမလို120 equal ဆိုတာနဲ့ရတယ်ကွနော်3 yes အဲ့လိုမျိုးလေးရေးရမှာပါ336ဟုတ်ပြီလားနောက်နေ့ကျလို့ရှိရင် partner တွေမှာအမျက်ခွဲတဲ့ပုံစံမျိုး3:2တို့2:2 2:1တို့အဲ့ဒါလေးတွေကိုဘယ်လိုခွဲရမလဲဆိုတာကိုထပ်ပြောပြပေးပါမယ်ရှင်ဆိုတဲ့အခါကျတော့ကျေးဇူးပါနော် LCC သင်တန်းလေးတွေ ACC သင်တန်းလေးတွေတက်လို့ရပါတယ်ရှင်ပေါင်းလောင်း9လမ်းမှာပါဖုန်းလေးလဲဆက်လို့ရပါတယ်